မှလာတယ်လို့နော်အခုဒါလက်တွေ့ကြကြပြတာလို့တရုတ်ကထွက်တဲ့ကောဇန်နေဆိုတာအခုမှလက်တွေ့ကြကြမိပြီလို့မနေ့ကစံတပြီဝယ်လိုက်တယ်လို့စံပြုတ်တယ်လို့နော်စံပြုတ်ခိုင်းလိုက်တယ်အမားလုတ်တဲ့လူပြုတ်ခိုင်းအမားလုတ်တဲ့လူကလာပို့တာနော်လက်တွေ့ကြကြလုတ်ပြမယ်စံပြုတ်ဆိုတာဒါဒီလိုမျိုးမဖြစ်သွားဘူးကွာအခုတော့ဒီထဲထည့်လိုက်ပြီနော်မလက်နဲ့ဖြူလုတ်ပြမယ်မဒါအကုန်လုံးဒါအေးညှင်းချလိုက်တယ်ဒီမှာကြည့်စံပြုတ်ဖြစ်သွားပြီဆိုလို့ရှိရင်ကွာစံဒီလိုမျိုးဖြစ်เสียအကြောင်းလုံးဝမရှိဘူးသိရမလားပြဲသွားမှာအဲ့တော့စံဝယ်ရင်လို့နော်တတိအရန်ထားဖို့လူသွားပြီလို့မြန်မာပြည်ဈေးကွက်ထဲကိုဝင်လာတဲ့ခါကျတော့လို့နော်အကုန်လုံးလို့နော်ဟိုဘာလို့စံဖြင့်ပြီးရောဆိုပြီးတော့မနေကြဘူးလို့နော်ပြကအရန်လက်တွေ့ဆန်နဲ့လက်တွေ့ကိုလှုပ်လာတဲ့အတွက်စံရေစပါးနဲ့လှုပ်လာတဲ့အတွက်သိတယ်လို့နော်ဒီမှာအချင်းချက်လက်အမလုတ်တဲ့လူလှမ်းပြီးတော့တတိပေးရတယ်ဒီမှာစံဆိုတာစံပြုတ်ပါဆိုစံပြုတ်ပြဲနေအောင်နော်ဒီမှာတော်တော်ပြဲသွားတာနော်စံပြုတ်ဒီမှာပြဲစီနေအဲ့ထမင်းကိုဒီမှာလှုပ်လိုက်တာမကျဒီလိုဖြစ်သွားတယ်စားမိလိုက်ရင်လို့ကျဒုက္ခပဲလို့နိုးစီအောင်နှမျောတယ်မကျအဲ့လိုဖက်ကြီးဖြစ်သွားပါတယ်လို့နော်အားလုံးဂယူးဆိုင်ဖို့ပါလို့နော်တတိပေးတယ်လို့စံဈေးကြီးတဲ့ဈေးကောင်းတယ်ဆိုပြီးတော့လဲမထင်မှတ်နဲ့ဖြစ်လို့ရင်စံအရန်တိတာတယ်လို့စားလိုက်ရင်လို့နော်ဆိုင်အောင်သွားပြောလိုက်တယ်လို့ဆိုင်ရလဲဒါပဲရောင်းနေတယ်တဲ့ဘယ်လိုလုပ်ကြမလဲဟမ်